စိတ်သက်တွေမယုံမှကြနဲ့တဲ့ခေါင်းစဉ်ကလောကမှာတခါတရံလူတွေနဲ့ပေါင်းသိတဲ့နေရာမှာတချို့ကစိတ်သက်တွေသိယုံမှကြတဲ့သူတွေရှိတယ်သူတို့ဘာကောင်းစားတာကိုမနာလိုဘူးသူတို့ဘာအစဉ်ပြေသွားတာကိုမနာလိုဘူးသူတို့ဘာတွေပျော်ရွှင်သွားရတာကိုမနာလိုကြဘူးပေါ့မနာလိုစိတ်ဖြစ်တဲ့အထဲမှာအဝေးကလူကမနာလိုမဖြစ်ပဲကိုယ်အနီးမှာရှိနေတဲ့သူတွေကပိုဖြစ်နေတာကိုတွေ့ရတယ်မသိတဲ့သူကမနာလိုမဖြစ်ပဲကိုယ်နဲ့သိတဲ့သူတွေကကိုယ်အကျိုးကိုပြက်လောက်အောင်ထိမနာလိုဖြစ်နေကြတဲ့သူတွေရှိတယ်ကြာလာတော့လူတွေနဲ့ပေါင်းရင်သတိထားပေါင်းနေရတယ်မသိခင်ကဘာမှမဖြစ်ပဲသိပြီးမှမနာလိုဖြစ်ပြီးတိုက်ခိုက်ခံရတာကြီးကြတော့အဆင်ပြေမနေဘူးပေါ့စကားပြောမကြည့်ခင်ကခက်တန်းတန်းပဲစကားလေးပြောကြည့်ရောစိတ်ဓာတ်မှန်တွေကပေါ်လာတယ်ဒါကြောင့်သိလိုက်ရတာကကိုယ်မနာလိုဖြစ်ပြီးယုံမှမဲ့သူတွေကအဝေးကြီးမှမဟုတ်ဘူးဘိုးနဲ့သိတဲ့သူတွေထဲမှာပဲရှိတယ်ဆိုတာကိုသိရတယ်လူတယောက်ရဲ့ဘဝမှာကိုယ့်ဘဝကိုဖျက်ချင်တဲ့သူနဲ့ကောင်းစေချင်တဲ့သူဆိုဖျက်ချင်သူက80%ကောင်းစေချင်တဲ့သူက20ပဲဒါကြောင့်ပညာရှိတွေကပြောတာမင်းတို့ရဲ့ဘဝမှာအကောင်းဆုံးမိတ်ဆွေဆိုတာလက်၅ချောင်းမပြည့်ပါဘူးတဲ့အဆိုးဆုံးမိတ်ဆွေကတော့မရေမတွက်နိုင်အောင်များတယ်တဲ့အမှန်ပဲနော်တချို့ဆိုကိုကောင်းစားသွားမှာကိုမလိုလားတဲ့ဆွေမျိုးရင်းချတွေတောင်ရှိတယ်နော်ကို့အတင်းကိုနေတကာလှဲ့တုပ်ကို့စီးပွားရေးကိုဒုံနဲ့ထိုးပြီးဖျက်ဆီးနေကြတာဘယ်သူတွေများလဲမှတ်တယ်ကို့အမျိုးတွေဖြစ်နေကြတာတွေရှိတယ်တချို့ဆိုပိုလို့တောင်ဆိုးပါသေးတယ်လင်ကောင်းစားရင်မယားမနာလို့မယားကောင်းစားရင်လင်ကမနာလို့တဲ့သူတွေရှိတယ်ညင်ကိုနဲ့တူတုံစင်းမိသားစုတွေကညီကိုမောင်နှမတွေတောင်ရှိတယ်နော်ဒါရီယာစိတ်သက်တွေယုံမာနေကြတဲ့သူတွေလို့ပြောရမယ်အတူတူနေအတူတူဖြတ်သန်းပြီးမှဒီလိုလောက်ရက်တွေကိုလုံနိုင်ကြတာအံ့ဩစရာကောင်းတယ်နော်ဒါကြောင့်ရှေးပညာရှိကြီးတွေကပြောတာပေါ့ကိုယ့်ဘဝကိုဖျက်ဆီးနိုင်ဆုံးပုဂ္ဂိုလ်ဟာအဝေးကြီးမှမရှိဘူးတဲ့ကိုယ့်အကြောင်းအလုံးကိုခရီးစိတွင်းကြသိနေတဲ့ကိုယ်နဲ့ရင်းနှီးတဲ့သူတွေပဲဆိုတာကိုသိရမယ်တချို့ကကိုယ့်ဘဝတဲကိုဖျက်ဆီးဖို့ဝင်လာတဲ့သူတွေရှိတယ်ပထမတော့ခင်မင်အောင်ဆောင်းတယ်ကိုယ်အကျိုးကိုလိုလားခြင်းအောင်ဆောင်းတယ်ကြာလာတဲ့နဲ့အမျှသူတို့ရဲ့သရုပ်မှန်ကပေါ်လာတဲ့အခါကျတော့ကိုယ့်ကိုတိုက်ခိုက်ကြတယ်ကြောက်တွန်းကြတယ်ဘဝပြည့်အောင်ဖန်တီးကြတယ်ယနေ့ခေတ်ဘဝပြည့်နေတဲ့လူငယ်တွေကိုလိုက်ကြည့်လိုက်ရင်သူတို့ရဲ့အချစ်ဆုံးသူတွေလှုပ်လို့ပြတ်သွားရတဲ့သူတွေကများတယ်နော်ဒါကြောင့်ကိုပေါင်းသိနေတဲ့သူတွေဟာစိတ်သက်ယုံမာတဲ့သူတွေဟုတ်မဟုတ်ဆိုတာကိုလေ့လာကြည့်ပါတကယ်ဟုတ်ဖြစ်နေတဲ့ဆိုရင်အဲ့ဒီလူတွေနဲ့အဝေးဆုံးကိုပြေးထွက်ရှောင်ပြေးကြပါလို့တိုက်တွန်းလိုက်ပါတယ်နော်